ကလေးတို့ရေပုံမြင်လေးရဲ့နာမည်ကတော့အုံလင်းကဘာတွေကမတိမ်မင်းသားဖြစ်ပါတယ်။ဒီနေ့မှာမမိုဆိုတဲ့7နှစ်အရွယ်ကလေးလေးဟာသူ့ရဲ့တက်ပလက်လေးနဲ့ဂိမ်းကဘာတွေဝင်ရောက်ပြီးပျော်ရွှင်စွာဆုပ်ကစားနေပါတယ်။ထိုချိန်မှာပဲချစ်စရာကောင်းတဲ့ကလေးလေးဆိုတဲ့အသုံးပြုသူနာမည်တစ်ခုနဲ့သူစိမ်းတစ်ယောက်ကမမိုစီကိုစာရိုလေးပို့ပေးလာပါတယ်။ဟယ်လိုမင်းနာမည်ကဘာလဲ။မင်းကိုချစ်တယ်။မမိုကအရင်အံ့ဩသွားပြီးတော့သူ့မိဖစီကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မေမေအုံလင်းမှာမသိသူတယောက်ကကျွန်တော်ကိုချစ်တယ်လို့ပြောနေတယ်။မေကမမိုကိုချစ်ကြည့်ပြီးတော့အောက်ပါတဲ့အတိတ်ပေးလိုက်ပါတယ်။မမိုရေအင်တာနက်ပေါ်မှာမသိတဲ့သူတွေနဲ့စကားမပြောရဘူးနော်။သူတို့ကမဒိမ်းမင်းသားတွေဖြစ်နေတယ်။သူတို့ပို့တဲ့လက်နေဓာတ်ပုံတွေကိုလုံးဝမနှိမ်မိရဘူးနော်။အန်ဒီရှိတယ်။မမိုကမေရဲ့ဆုံးမစကားကိုနားထောင်ပြီးတော့အွန်လိုင်းပေါ်မှာအင်တာနက်ကိုလုံခြုံစွာအသုံးပြုတတ်သွားပါတယ်။အဲ့ဒါနဲ့တမီးတို့သိထားရမှာမိဘတွေမပါဘဲနဲ့အွန်လိုင်းသုံးတဲ့အခါမှာတတိထားပါမသိသူတွေရဲ့ message link ကိုလုံးဝမနှိမ်မိပါစေနဲ့အန်ဒီရှိရင်ရှင်းမိဘတွေကိုအကူအညီတောင်းပါကျေးဇူးတင်ပါတယ်ကလေးတို့ရေ